အားလုံးပဲမင်္ဂလာပါရှင်အခုဖတ်ပြချင်တာကတော့ဆရာကြီးဖေမြင့်ရေးသားထားတဲ့မဲလုံးဆိုတဲ့ဝတ္ထုတိုလေးပဲဖြစ်ပါတယ်ရှင်မဲလုံးကဆရာဝန်မဟုတ်သဖြင့်သူ့ယောဂဘာမှမသိကြသို့တော့သူကြာခံတော့မှမဟုတ်မှန်းတော့အလိုလိုသိနေသည်သူမှဆက်လက်အသက်ရှင်နိုင်လောက်သည့်ခွန်အားမရှိတော့စင်စစ်ရှင်တန်ခြင်းသည့်စိတ်ဓာတ်ပင်မရှိတော့တသက်လုံးမတ်တက်ဆိုသလိုနေလာခဲ့ရကယခုတော့နေ့လေကြောင်တောင်ပဲမြေပြင်မှာဝစ်စင်းခြင်းနေပြီတုံလုံးပလက်ကြီးသာလှဲ၍နေခြင်းပြီသူ့သခင်တွေမဲလုံးအနီးသို့ရောက်လာကြသည်သူသွားတော်မီဆိုတာဒီလူတွေသိနေကြသည်ပဲဟုမဲလုံးတွေးမိသည်သို့တော့သူမအံ့ဩပါဒီလူတွေသည်တသက်လုံးသူ့ကိုခိုင်းစေလာကြသူများသူ့ကိုအမျိုးမျိုးအဖုံဖုံစီမံခန့်ခွဲလာကြသူများသူ့ဘဝတစ်ခုလုံးကိုချုပ်ကင်ချဲလဲကြသူများဖြစ်၍သူ့အကြောင်းသူ့ထက်ပင်သိကြမည်ဆိုလျှင်လဲမဲလုံးအံ့ဩမိမည်မဟုတ်ပါဖြစ်နိုင်မည်ဆိုလျှင်ဒီလူတွေကိုတစ်ခုလောက်မဲလုံးတောင်းပန်ခြင်းသည်သူ့ရှိကြတော်နှစ်ချောင်းမှာချီနှောင်ထားသည့်တန်ကြိုးကိုသူမသိမီတရင်ကားကလေးဖြစ်ဖြေပေးပါဟူ၍ပဲဖြစ်သည်တန်ကြိုးအတုံနှောင်ကင်းသောဘဝတသက်လုံးမျှော်မှန်းတမ်းထားခဲ့ရသည့်လွတ်လပ်သောဘဝကိုယခုနောက်ဆုံးအချိန်ကြာမှပင်သူအမွတ်သိပ်ကြီးမွတ်သိပ်နေမိတော့သည်သို့သောစင်စစ်တော်လဲနောင်ကျိုးမဲ့သောဘဝ၏အရာသာလွတ်လပ်သောဘဝ၏အရာသာဆိုသည်ကိုသူသေးချာပင်မှန်းဆမိတော့သည်မဟုတ်ဒီဘဝမျိုးနှင့်ဝေးနေခဲ့တာကြာခဲ့ပြီတော်ထဲမှာဆွေအုံမျိုးအုံနှင့်လွတ်လပ်စွာလှည့်လည်သွားလာနေထိုင်ခဲ့ရသည့်ဘဝတနေ့ကုန်တနေ့ကန်စားလိုက်ဝါလိုက်မြူးတူးပျော်ပါလိုက်နှင့်နေထိုင်ခဲ့ရသည့်ဘဝကိုချေလေးချောင်းလုံးကိုပိုင်ပြီးကိုကြောပေါ်မှာလည်းဘသူကိုမှတင်ခေါ်စရာမလိုဘယ်အလေးအလံတွေကိုမှလည်းတွန်းထိုးဆွဲငင်နေစရာမလိုသည့်ဘဝယခုတော့ဒီဘဝသည်သူမြည်မြပင်တန်းတသည်ဆိုစေအာယုန်ထဲတွင်ကဝိုးတော်မျှသာရှိတော့ပြီသို့သောနှစ်ပေါင်းများစွာကြာပြီဖြစ်သည့်ယနေ့ကာလတိုင်းသူကောင်းထဲတွင်ပြက်ထင်မြင်နေစေအဖြစ်အပျက်တစ်ခုကရှိနေသည်လွတ်လပ်သောဘဝဏီကုံချုပ်သောနေ့ကျွန်းဘဝသို့ကြာရောက်ခဲ့သည်နေ့သူတို့စင်အုပ်ကျက်စားရာအနီးတစ်ဝိုက်မှာလူတော်ဝါအချို့ရောက်ရှိနေတာသူတို့သတိပြုမိကြသည်တောထဲမှာရှိသည့်အခြားတော်ဝါမျိုးစုံ၏သဘောကိုသူတို့သိကြသည်သို့သောလူဆိုသောတော်ဝါ၏သဘောတဘာဝကိုမူသူတို့မသိကြထို့သူတို့၏အလေးအထားကိုသူတို့နားမလဲမကျွမ်းကျင်သည့်အတွက်ကြောင့်သူတို့သည်ထိုလူဆိုသောတော်ဝါကိုသတိထားမိကြသည်ကြောက်ကြသည်ရှောင်ကျဉ်ကြသည်သို့သောထို့ကြောက်ရင်ရှောင်ကျဉ်ရင်းမဲ့လူဤထောင်ချောက်အတွင်းသို့သူတို့သဆင်းခဲ့ကြခြင်းဖြစ်ချေသည်ထိုနေ့ကတောထဲမှာအဝေးစီးပွက်လေသည်ပတ်လေတောတစ်ခွင်လုံးမှာကြောက်မက်ဖွယ်ဆူညံသံများရုတ်တရက်အဆက်မပြတ်ထွက်ပေါ်သည်ဒီအတန်တွေသည်လူတို့ဖန်တီးသည့်တနတ်တန်ပြအိုးဖောက်တန်တုံးခောက်တန်တန်ပုံးတီးတန်အော်တန်ဟစ်တန်များဖြစ်ကြောင်းမဲလုံးတို့မသိနိုင်သူတို့သိသည်မှာကြောက်မက်ဖွယ်တခဲနက်အတန်ကြီးများအဆက်မပြတ်ပေါ်ထွက်နေခြင်းသာဖြစ်သည်ဒီအတန်ပလံများနှင့်အတူမိတောက်မီလျံတွေလည်းအရက်မျက်နှာအနှံ့အပြားမှာခြောက်ခြားစရာမြင်တွေ့ကြရသည်တုံလှုပ်ခြောက်ခြားရသည့်အချိန်ခါမျိုး၌သူတို့အားကိုးရသည့်အဘဆွဲဆုံးကြီးဖြစ်၏အဘဆွဲဆုံးကြီးပြေးရနောက်သို့သူတို့အားလုံးထက်ကြက်မကွာလိုက်ကြလေသည်တစ်ပင်တက်ကိုင်းနှင့်ခြုံရွယ်ပိတ်ပေါင်းတို့သည်သူတို့စင်အုပ်ကြီးအောက်တွင်ပြဝေး၍ကျန်ရစ်သည်တတော်လုံးသည်လည်းလူတို့လှုပ်သောအတန်များထပ်ပင်ပို၍စူညံပို၍ခြောက်ခြားပွဲကောင်းသည့်စင်အုပ်ကြီး၏ထိတ်လန့်တကြောင်အော်တန်ဟစ်တန်ပြေးလွှားတန်များကြောင့်ကဘာပြက်သည့်နှင့်ပုတ်ပွက်ညံလျက်ရှိလေသည်ကျုံရှေ့လည်းမတိုးနိုင်နောက်လည်းမဆုံနိုင်သောအနေအထားမျိုးတောထဲမှာမဲလုံးတစ်ခါမျှမကြုံစဘူးခဲ့ရှိသမျှအစီအတားကိုစင်အုပ်ကြီး၏အင်အားဖြင့်ဒရဂျန်ဖယ်ရှားကကမိုးရှူတို့ပြေးလွှားခဲ့ရာကရုတ်တရက်ရှေ့မတိုးနိုင်နောက်မဆုံနိုင်ဘေးပီပင်မလဲနိုင်သည့်ထူးဆန်းသောအကျဉ်းအကျပ်တစ်ခုတည်းသို့လျှက်တစ်ပြက်ရောက်သွားသောအခါမဲလုံးသွေးပြက်မတက်ထိတ်လန့်သွားမိသည်ကျုံထဲမှာပိတ်မိနေကြပြီထုံးစံအတိုင်းအဘဆွဲဆုံးကြီးကိုအာကိုတကြီးလိုက်ရှာကြည့်သည်အဘဆွဲဆုံးကြီးသည်နဘေးနံရန်ရှိတစ်လုံးတိုင်ကြီးများကိုတအားတိုးဝေကဖြိုဖျက်နိုင်ရန်ကြိုးပမ်းနေသည်တစ်လုံးတိုင်တွင်ရန်၍သွားသည်
ဒီတိုင်တွေရိုင်လဲသွားလျင်သူတို့အားလုံးထွက်ပြေးလွတ်မြောက်နိုင်ကြမည်မဲလုံးတို့မျောလင်းတကြီးကြည့်နေစေရုတ်တရက်အလွန်ပြင်းထန်ကျဲလောင်ပေါက်ကွဲသောအတန်ကြီးတစ်ခုအနီးကပ်ကြားလိုက်ရသည်အဘဆွဲဆုံးကြီးတုံကနေဖြစ်သွားပြီးတဖြည်းဖြည်းဖင်ထိုင်ကြသည်အဘ၏နတဲ့ဇမနီးရဲသောသွေးစီးကြောင်တစ်ခုစီးဆင်းကြလာသည်ထို့နောက်ဆွဲဆုံးကြီးဘေးတိုက်လဲကျသွားပြီးနာကျင်စွာညင်းညူအော်မိသည်သို့သောခဏမျှသာကြသည်အတန်တိတ်သွားပြီးခန္ဓာကိုယ်ကြီးလည်းမလုံးမရှက်ငြိမ်သက်သွားလေသည်အဘဆွဲဆုံးကြီးကြာဆုံးသွားခြင်းနှင့်အတူမဲလုံးတို့လွတ်လပ်သောဘဝလည်းနှီးကုန်းချုပ်ခဲ့ရလေသည်သို့သောမမှန်းဆနိုင်သောအကြောင်းတစ်ခုခုကြောင့်တနေ့သောအခါမိမိအလိုအလျောက်လွတ်မြောက်လေမလားဟုသောမျှော်လင့်ချက်ကလေးတစ်ခုကမူသူ့ရင်ထဲတွင်ကိန်းအောင်၍နေခဲ့သည်စင်စစ်ဒီမျှော်လင့်ချက်ကြောင့်ပင်မဲလုံးသည်သူ့ခန္ဓာကိုယ်အသွေးသားတဲ့သူ့ဦးနှောက်နှင့်သူ့နှလုံးသားထဲမှအရိုင်းစိတ်ကိုလေ့ကျင့်ခန်းအမျိုးမျိုးတင်တန်းအမျိုးမျိုးဖြင့်ချိုးဖျက်ဖောက်ထုတ်ခဲ့ကြသည့်ရှေလျားသောငရဲကန်းကာလကိုကမဲလုံးပြန်မတွေးခြင်းသူ့လေကုတ်ပေါ်လူတစ်ယောက်ပထမဆုံးခွာစီးခံရသည့်အဖြစ်ကိုသတိရလျင်ပင်သူမျက်ရည်လဲလာသည်တကယ်တော့မဲလုံးသည်ခွန်အားဗလာကြီးမားတော့လဲဒေါသအာဃာတနေပါသူအဆွဲနှချောင်းပြန်းရှိတော့လဲတိုက်လိုခိုက်လိုစိတ်ကဲမဲ့သူဖြစ်ခဲ့သည်လူသခင်များကိုတော်လှန်ဖောက်ဖျက်ကကျွန်ဘဝမှာလွတ်မြောက်ထွက်ပြေးဖို့မဲလုံးတစ်ခါမှမကြိုးစားခဲ့ဘူးကဲလွတ်မြောက်နိုင်သည်ဟူသောယုံကြည်ချက်ရောလွတ်မြောက်အောင်ကြိုးပမ်းမည်ဟူသောစိတ်ဓာတ်ပါသူ့ရင်ထဲမှာတစ်ချိန်တစ်ခါမျှပင်ပြီးပြင်းထင်ရှားစွာမဖြစ်ပေါ်ဘူးကဲသူတစ်သက်လုံးလူရိုခိုင်းသမျှစေသမျှကိုသာခြေပွန်စွာထမ်းဆောင်ကသဘောကောင်းသောစင်ကြီးဘဝ၌ကျိုးနွန်စွာနေထိုင်ခဲ့သည်စင်စစ်လေအဘဆွဲဆုံးကြီးကြာဆုံးချိန်တွင်သူ၏အရိုင်းစိတ်ဓာတ်နှင့်ရိုင်းသက်တီများတဝက်ကုန်ခဲ့၍လေးကျင့်သင်တန်းဆင်းကာလတွင်လုံးလုံးလျားလျားကုံဆုံးသွားခဲ့သည်ဟုဆိုရပေမည်ထိုကာလမှစ၍မဲလုံးရင်ထဲ၌အနှောင်အတီးမှကင်းလွတ်လိုသောဆန္ဒနှင့်အနှောင်အတီးခံဘဝတွင်နေရခြင်းအတွက်ဝမ်းနည်းကြေကွဲခြင်းခံစားမှုများမှတပါအခြားမရှိတော့သို့သောမမှန်းဆနိုင်သောအကြောင်းတစ်ခုခုကြောင့်တနေ့သောအခါမိမိအလိုအလျောက်လွတ်မြောက်လေမလားဟုသောမျှော်လင့်ချက်ကလေးတစ်ခုကမူသူ့ရင်ထဲတွင်ကိန်းအောင်နေခဲ့သည်စင်စစ်ဒီမျှော်လင့်ချက်ကြောင့်ပင်မဲလုံးသည်လူတို့လက်တွင်ဒီမျှအသက်ရှည်ရှည်နေနိုင်ခဲ့ခြင်းဖြစ်သည်သူနှင့်အတူအဖန်အဆီးခံရသည့်အထက်မှမဲမကြီးဆိုလျင်လေးကျင့်သင်တန်းပေးခံရဆဲကာလမှာပင်ရင်ကွဲနာဖြင့်ကွဲလွန်သွားခဲ့သည်တမိုင်မိုင်တတွေတွေစိတ်ပြက်အားလျော့စွာအလုံးလုံးရင်းသူထက်စောစီးစွာတိတ်ဆုံးခဲ့ကြသူတွေကိုလည်းမဲလုံးမြင်တွေ့ရခဲ့ပြီဖြစ်သည်အဆိုးဆုံးကတော့ဘာညိုဖြစ်သည်ဘာညိုသည်စင်သမားတွေဝိုင်းဝန်းရိုက်ပုတ်အော်ဟစ်နေကြသည့်ကြားကပင်ကိုနှမောင်းကိုတက်နှင်းကအဆုံးစီရင်သွားခဲ့သည်ဘာညိုဤလောက်ရက်ကိုချီးမွမ်းရမလားအပြစ်တင်ရမည်လားမဲလုံးမဝေခွဲတတ်သို့တော့ဘာညိုလှုပ်သွားပုံကိုပြန်လည်မြင်အောင်မိတိုင်းအကြီးအကျယ်တုံလုံးခြောက်ချရစမြဲဒီမြင်ကွင်းကိုချက်ချင်းပြန်လည်မေ့ပြစ်နိုင်ရန်သူအတင်းစူးစမ်းရစမြဲဖြစ်သည်စင်စစ်မဲလုံးမျှော်လင့်ထားခြင်းသည်လူတို့၏စိတ်သဘောနှင့်ပတ်သက်၍အကဲခတ်မှားခြင်းကြောင့်လည်းဖြစ်သည်မဲလုံး၏စိတ်၌မိမိသည်လူတို့ခိုင်းသမျှစေသမျှကိုမငြီးမညူဆောင်ရွက်ပေးလျင်တနေ့သောအခါမိမိအပေါ်စေတနာတုံ့ပြန်လိမ့်မည်မဲလုံးကြီးသွားလို့ရသွားတော့ဟုကျိုးဖြေပေးလိမ့်မည်ဟု၍တခါတရံမျှော်လင့်နေမိသည်တခါတရံလည်းလူတွေမှာတနေ့သောအခါလှုပ်เสียကိစ္စဝိစ္စတွေပြည့်စည်သွားပြီးသူတို့အရက်သို့သူတို့ပြန်သွားကြကမိမိတို့အားမိမိတို့သဘာဝအတိုင်းတောထဲတွင်လွတ်လွတ်လပ်လပ်နေကြရန်ထားပစ်ခဲ့ကြလိမ့်မည်ဟုလည်းမရေမရာမျှော်လင့်နေမိတတ်သေးသည်သို့သောလူတို့၏ကိစ္စဝိစ္စများမှာပြီးဆုံးသည်ဟု၍မရှိခဲ့ကြလူတွေလက်ထဲရောက်ရှိပြီးသူတို့အမိန့်ပေးစကားများကိုနားလည်အောင်သင်ကြားပြီးသည့်အချိန်ကစ၍တစ်လုံးတွေကိုဥကောင်းနှင့်တွန်းရွှေ့သည့်အလုံးတစ်လုံးရှည်ကိုကျိုးနှင့်ဆွဲသည့်အလုံးများကိုသင်ရင်လုံရင်သင်ရသည်အလုတ်တင်ဘဝမှာပဲနှစ်ပေါင်းအတန်ကြာခဲ့သည်စင်စစ်လမ်းမရှိသည့်ရှိုးမြောင်ကြောက်ကန်းတောတောင်တန်းများကိုဖြတ်တန်းကတက်လုံးများကိုမြစ်စိတ်အရောက်တဲရဆွဲရသည့်အလုတ်သည်အန္တရာယ်များသလောက်ကျွမ်းကျင်မှုလည်းအထူးလိုအပ်သောအလုတ်ဖြစ်သည်
မဲလုံးကသဘောကောင်းယုံဝရိယနှင့်ခွန်အားပလရှိယုံသာမကဉာဏ်ပညာလည်းထက်မြက်သူဖြစ်သည်ထို့ကြောင့်တစ်လုပ်ငန်းပညာကိုသူတကာထက်လင်းမြန်စွာတက်မြောက်သည်အာတတ်တရောကြွန့်ကျန်းချင်းလုပ်သည်မဲလုံးနှင့်လှုပ်ရလျင်အလုပ်တွင်သည်ဟုလူတိုင်းကမှတ်ချက်ချကြသည်စင်စစ်အသက်20အရွယ်လောက်မှာပင်မဲလုံးသည်တကယ်ခံရ၍ဥပဒေရုပ်ကောင်းသောစင်ကြီးတစ်ကောင်ဖြစ်ခဲ့သည်ဦးခေါင်းကြီးသည်နှစ်ဖူးပင်ကျဲသည်နှရွက်ဖားသည်မျက်လုံးများကြည်လင်၍တကယ်စိတ်နှလုံးကောင်းရှိသောအသွင်အပြင်မျိုးဖြစ်သည်ကြောကုန်းကရှေ့ပိုင်းညီညာကနောက်သို့ပြေလျောကျဆင်းသွားသည်လယ်ပင်ကတိုးတော်လေပြက်ကျဲသဖြင့်စင်ဦးစီးအတွက်အထိုင်ကောင်းသည်ထို့ပြင်ရင်အုပ်ကျဲသည်ရှေ့ခြေနှစ်ချောင်းကပြီးမြင်လဲမြင်သည်နောက်ခြေနှစ်ချောင်းကတိုးတုတ်သလောက်တောင့်တင်းခိုင်မာဟန်ရှိသည်ခြုံ၍ပြောရလျင်မဲလုံးသည်စင်အကြောင်းနားမလည်သူများပင်မြင်ယုံနှင့်နှစ်သက်ကြမည်စင်ခန့်စင်လာကြီးတစ်ကောင်ဖြစ်သည်သဘောကောင်းသောမဲလုံးကြီးကိုစင်ဦးစီးများစင်ကောင်းဆောင်များသဘောကျတဲ့ကဲ့သို့ခံညာတည်ကြည်သောဥပဒေယုံနှင့်သူမတူသောလုပ်ရည်ကံရည်များကြောင့်စင်ပိုင်ရှင်များအတွက်လည်းဂုဏ်ယူဝင်ကြွားစရာဖြစ်ခဲ့သည်မဂရီကာကုမ္ပဏီမှာဖာဂူစင်တို့စမစ်တို့ဆိုလျင်ကုမ္ပဏီဌာနချုပ်မှဧည့်သည်အသက်ရောက်တိုင်းမဲလုံးကိုတခန်းတနာပွဲထုတ်ပြလေရှိသည်သူနှင့်တွဲ၍ဓာတ်ပုံရိုက်ကြသည်သူတကိုယ်တည်းကိုလည်းဓာတ်ပုံတွေရှုထောင့်အမျိုးမျိုးမှရိုက်ကြသည်သူ့ကိုကာကြိုးတစားတွေအမျိုးမျိုးစီရင်ကစီကြည့်ကြသည်တတုံကြီးများကိုတွန်းကြည့်ခိုင်းဆွဲကြည့်ခိုင်းကြသည်လေးတန်လောက်လေးသောတတုံကြီးကိုမဲလုံးဆွဲပြသည်ကိုကြည့်ကလက်ခုပ်ဩဘာပေးကြသည်သူ့ကိုရုပ်ရှင်တရုပ်ဆောင်တယောက်လိုဒစိမ့်စိတ်ကြည့်ကသူ့အမူအရာမျိုးမျိုးသူ့ဟန်ပန်အမျိုးမျိုးကိုရိုက်ကူးမှတ်တမ်းတင်ကြသည်တခါတလေတော့လေမဲလုံးဤစိတ်တွင်ဒီလူတွေသည်သူ့ကိုတကယ်ပင်ချစ်ခင်တွေ့တာကြလေသလားတက်မှတ်၍များပင်နေလေသလားဟုတွေးမိသည်သို့တော့ဘလောက်ပင်ချစ်ရောင်ခင်ရောင်ပြုကြတော့လေအလုတ်ခိုင်းသည့်နေရာ၌ကရော့ပါသွားသည်ဟု၍မရှိခဲ့ကြနှစ်ပေါင်း40ကျော်ကြာခဲ့သည့်မဲလုံး၏ကျွန်ဘဝတက်တန်းအတွင်ပိုင်ရှင်အဆက်ဆက်ပြောင်းခဲ့သည်ရှမ်းလူမျိုးစင်ဖန်းသမားများထံမှနေ၍ဖာဂူစင်တို့မဂရီကာကုမ္ပဏီသို့ရောက်သည်မဂရီကာမှတဆင့်မြန်မာစင်တထေးတအုပ်လက်သို့ရောက်သည်တထေးကကိုပိုင်တစ်လုပ်ငန်းတွင်ခိုင်းသည်ထို့နောက်အခြားမြန်မာစင်တထေးတအုပ်ထံသို့ရောင်းချသည်ပထမတွင်ကိုပိုင်အလုပ်ထို့နောက်တွင်အစိုးရတစ်လုပ်ငန်းသို့ငှားရမ်းသည်နောက်ပိုင်းလှုပ်အားကျလာသောအခါအစိုးရအလုပ်မှနှုတ်ထွက်ကတထေးထံမှဘောက်အလုပ်တွေလုပ်ပြီးနေခဲ့ရသည်မှာယခုကွယ်လွန်ကန်သည့်အချိန်အထိရင်းနှစ်ကာလများအတွင်သူ့လက်ခုပ်ပေါ်စီးနှင်းခဲ့သည့်စင်ဦးစီးတွေလည်းမနှဲတော့သူ့ကိုအလုတ်အတူလှုပ်ဖော်ကိုင်းဘက်တယောက်လိုညီနောင်သားချင်းတယောက်လိုညညတတာဆက်ဆံပေါ်ရသည့်ရွှေထီးတို့ဖိုးခါတို့လိုစင်ဦးစီးများနဲ့လည်းကြုံခဲ့ရဘူးသည်ပါမုံတို့လိုအလကားနေရင်စိတ်တူနေတတ်သောဦးစီးများမညာမတာမဆာနာတတ်သူများထံမှလည်းဒုက္ခကြီးစွာခံခဲ့ရဘူးသည်ဘာမုံအကြောင်းတွေးမိသောအခါဘာမုံကိုခြေမှုန်းခဲ့သည့်လာရောင်ကြီးကိုသတိရသည်လာရောင်ကြီး9နှစ်အတွင်းဦးစီး4ယောက်အပါအဝင်လူ9ယောက်ကိုတုတ်တင်ရှင်းလင်းပစ်ခဲ့ပြီးနောက်ဆုံးတိုက်ပွဲတွင်တနတ်တန်ရာဖြင့်သေဆုံးသွားခဲ့သည်လာရောင်ကြီး၏ပြင်းထန်သောစိတ်ဓာတ်မျိုးမဲလုံးတွင်မရှိပါသူတစ်သက်လုံးလူကိုအန္တရာယ်ဖြစ်အောင်မလုပ်ဘူးခဲ့မတော်တဆအထိတ်တလန့်ဖြစ်ဖူးစေတာပင်တစ်ချိန်တစ်ခါပဲရှိခဲ့ဘူးသည်အဲ့ဒီတုန်းကသူနေမကောင်းတကိုယ်လုံးမအီမသာနာကျင်ကြိုက်ခဲနေသည်သူနေမကောင်းမှသိသဖြင့်ပိုင်ရှင်တွေကသူ့ကိုအလုံးမခိုင်းနေမကောင်းဖြစ်နေတာမသိပဲအတင်းအလုံးလောက်ခိုင်းသည့်အခါမျိုးတွင်သူ့မှာအလွန်ဒုက္ခကြီးမားလာသည်ယခုအလုံးမခိုင်းသည့်အတွက်သူကျေးဇူးတင်နေမိသည်တစ်ပင်ရိပ်မှရက်ခါအဖျားဝေဒနာကိုခံစားရင်းသူ့အတွေးများကိုငယ်စဉ်ဘဝစီသို့လွင်မျောနေသည်မပီတာသောကြည်နူးမှုပုံရိပ်များသို့သောကြည်နူးမှုကတာရှည်မခံထုံးစံအတိုင်းကန်ဆိုးမိုးမောင်ကြသောထိုတနေ့စီကအိမ်မက်ဆိုးများသူကောင်းတဲ့သို့တိုးဝင်လာသည်တနတ်တန်ပြာဦးပေထုတ်တို့ဖောက်ကွဲတန်လူတွေညာတန်ပေးအော်ဟစ်တန်များခြောက်ခြားစပွဲတော်မီရောင်များထို့နောက်အနီးကပောက်ကွဲသည့်စင်ပြည့်တနတ်တန်နှင့်အတူအဘဆွဲဆုံးကြီးညင်းညူလဲကြသေးဆုံးသွားရပုံ
ရင်တုံလှိုင်မောစွာအတိတ်အိမ်မက်ဆိုးကိုမြင်မှတ်နေစေညဘက်နှပိမှာထူးခြားသောလှုပ်ရှားမှုတစ်ခုကိုရုတ်တရက်မြင်လိုက်ရပြီးနှမောင်းနဲ့ဆက်ခနဲရန်ကကာကွယ်လိုက်မိသည်အခြေအနေမှန်ကိုသူသတိပြုမိသည့်အချိန်တွင်သူ့အားစေကုရန်လာသောတရိษံစေကုဆရာဝန်သည်မြေပေါ်တွင်တလိမ့်ကောက်ကွေးဖြစ်သွားရာကလူလဲထကနောက်သို့လေးငါလန်းဆုပ်ပြေးသည်ကိုမြင်လိုက်ရသည်မဲလုံးရုတ်တရက်ထိတ်လန့်ပြီးလှုပ်လိုက်မိခြင်းဖြစ်ကြောင်းရိပ်မိသည့်စင်သမားတယောက်ကဆရာဝန်၏ဆေးထိုးအပ်နှင့်ရွှေကိုင်းမျက်မှန်ကိုလိုက်ကောက်သည်ဘေးလူများကဝိုင်းရကြပြီးသည့်နောက်ကရုံကရင်ဖြစ်နေသောဆရာဝန်အားဆေးပလင်းတစ်လုံးထဲမှအရေးတစ်ခွက်ငှက်တိုင်နေတာတွေ့ရသည်မဲလုံးကဒေါသမကြီးတတ်ပါဘူးဗျာမတော်တဆဖြစ်သွားတာပါဟုသူ့အားမဲလုံးကိုစားတောင်းပန်ကြလိမ့်မည်ထင်သည်ခြေလေးချောင်းလုံးခွေကမြေမှာဝစ်ဆင်းလျက်ရှိသည့်မဲလုံး၏အနီးတွင်လူတွေတဖြည်းဖြည်းများလာသည်ဒီလူတွေ၏မျက်နှာတွေသည်မကောင်းကြအထူးသဖြင့်ပိုင်ရှင်၏မျက်နှာသည်မကောင်းသူ့အလုပ်ကိုနှစ်ရှည်လာများလောက်ကင်ပေးခဲ့သည့်မဲလုံးကြီးအတွက်စိတ်မကောင်းခြင်းကြီးစွာဖြစ်နေဟန်တူသည်ဟုမဲလုံးတွေးမိသည်ကျွန်တော်အတွက်စိတ်မကောင်းမဖြစ်ပါနဲ့တော့ကျွန်တော်ကိုချစ်ရင်လေတန်ချိုးကလေးသာခဏဖြေပေးပါတော်တဲ့တောင်ထဲမှာလဲပြေးလွှားခုန်ပေါက်မနေနိုင်တော့ပါဘူးတန်ချိုးမပါတဲ့ခြေနဲ့တလှမ်းနှစ်လှမ်းလောက်လှမ်းလိုက်ရရင်ပဲကျွန်တော်သေးပြောပါပြီဟုသူ့စိတ်ထဲပျော်နေမိသည်လူတွေဟာငါမျက်နှာကိုကြည့်နေကြတာပဲခြေထောက်တွေကိုဘာလို့မကြည့်ကြတာလဲခြေထောက်တွေကိုကြည့်မိရင်တန်ချိုးတွေကိုမြင်သွားပြီးဖြေပေးဖို့စိတ်ကူးရခြင်းရမှာဟုသူမျှော်လင့်နေမိသည်သူတခါမှမမြင်မှုသောလူတစ်ယောက်ပိုင်ရှင်နှင့်အတူသူ့ဦးခေါင်းနာချင်းကပ်လာသည်ပိုင်ရှင်နှင့်အတူသူ့ဦးခေါင်းကိုပုတ်သက်သည်သူဝမ်းနေသွားသည်သူ့အပေါ်ကျင်နာရှာသည်ပဲခိုင်းစေလွန်သည့်အခါများတွင်တခါတရံညှူစုခဲ့ဘူးသည့်အတွက်ပင်သူအားနာသွားသည်လူစိမ်းကသူ့မျက်နှာကိုတစ်ချက်မျှကြည့်လိုက်ပြီးနောက်သူ့အဆွဲကိုပုတ်သက်ကြည့်သည်အရှိလျားကြီးမဟုတ်တော့လေညီညာဖြောင်ဆင်း၍အလွန်လှပသည့်စင်ဆွဲငပြောဘူးနှစ်ချောင်းအဆွဲနှစ်ချောင်းကိုပုတ်သက်နေရကအဆွဲအရင်ရှိအသားပြော့တဲ့သို့ထိုးကြည့်ဖိကြည့်သည်ရုတ်တရက်မဲလုံးသိလိုက်သည်ငါသိလျင်ငါအဆွဲကိုယူကြမိပဲငါသိလျင်ဖြတ်ရောက်မိအဆွဲကိုငါမသေးသေးခင်မှာပင်အာမနာပါမနာတိုင်းတာကြည့်ရှုနေကြသည်ပဲတေးသည့်နောက်မှာယူကြငင်ကြပါအဆွဲသားမကအယိုးရောအသားပါသူတို့ကြိုက်ရာစီရင်ကြပါမသေးခင်လဲခိုင်းစေခဲ့ပြီးပြီတေးသည့်နောက်တွင်လဲကြံသမျှကိုယူကြငင်ကြအောင်မည်ယူကြပါသူတို့အတွက်လုပ်ကြပါသို့တော့ငါ့ကိုတန်ချိုးဖြေပေးဖို့ကလေးလောက်ကိုပင်သူတို့လုံမပေးနိုင်ကြပြီလားတသက်လုံးမှာငါအတောင့်တဆုံးအငတ်မော်ဆုံးဖြစ်ခဲ့သည့်ဒီဟာလေးတစ်ခုကိုငါသေးကန်ဒီအချိန်လေးမှာပင်သူတို့လှုပ်ပေးရကောင်းမှန်းမသိကြပြီလားဒီလူတွေကျေးဇူးကမ်းလွန်လှသည်တကားမဲလုံးဒေါသမထွက်စဖို့အကြီးအကျယ်ထွက်သွားသည်လာရောင်ကြီးတို့ဘာညိုတို့ကိုသူမြင်ရောက်သည်ရုတ်တရက်ကုံယုံထားဖို့သူကြိုးစားသည်မရသူ့ခြေထောက်များမှာအာမရှိတော့သလိုဖြစ်နေသည်မဲလုံးအာမလျှော်တအားအော်ဟစ်ကရှိသမျှအားကိုညှစ်ထုတ်လိုက်သည်မဲလုံးခန္ဓာကိုယ်ကြီးတဖြည်းဖြည်းကြွတက်လာသည်ခြေလေးချောင်းကတဖြည်းဖြည်းမတ်လာသည်လူတွေရုတ်တရက်နောက်ဆုတ်သွားကြသည်အားလုံးအံ့အားသင့်နေကြသည်တသက်လုံးသဘောကောင်းပုံရခဲ့သောမဲလုံး၏မျက်နှာနှင့်မျက်လုံးတွင်ကြီးမားသောဒေါသနှင့်အာဃာတကိုသူတို့မြင်တွေ့နေကြသည်လူတွေနောက်ဖက်ထပ်ဆုတ်သွားကြသည်မဲလုံးခြေလေးချောင်းပေါ်တွင်မတ်တက်ရက်ကစူးစူးဆိုင်ဆိုင်ကြီးကြည်နေသည်သူခန္ဓာကိုယ်ကြီးကိုအားဆိုင်ပြီးတောင့်ထားသည်ရှေ့သို့တိုးဖို့သူမကြိုးစားလျင်လည်းမရနိုင်မှန်းသူသိနေသည်နေရာမှာပင်တောက်မှတ်ကခက်လန်းလန်းမှရက်ကြည့်နေသည့်လူစုကိုအပြင်းထန်ဆုံးဒေါသဖြင့်စိုက်ကြည့်နေရင်တဖြည်းဖြည်းရိုင်လာသည်ခြေထောက်များကလည်းခွေညွတ်ကြလာသည်တောင့်ထား၍မရတော့ဘေးဘက်သို့ရိုင်သွားသည်မဲလုံးအတန်အကျယ်ကြီးတစ်ချက်ကြွေးကြော်အော်ဟစ်ပြီးနောက်ဘုံကနေလဲကျသည်ထို့နောက်ချက်ချင်းဆိုသလိုပင်ငြိမ်သက်သွားလေသည်မဲလုံးသေဆုံးပြီးသည့်နောက်တွင်သူ့ခြေထောက်မှတန်ကြိုးကိုဖြုတ်ကြသည်မဲလုံးကတန်ကြိုးအတုံအနှောင်ကင်းမဲ့သောဘဝကိုခံစားနိုင်ခြင်းမရှိတော့သို့သော
မြည်သည့်စင်ပိုင်ရှင်စင်ဦးစီးမျှလည်းသူ့အားနှိပ်စက်ခိုင်းစေခြင်းမပြုနိုင်ကြတော့